မြန်မာပြည်မှာမွေးပြီးမြန်မာပြည်ထဲမှာကြီးလို့မြန်မာပြည်ထဲမှာလူဖြစ်ခဲ့တယ်ဆိုရင်မြန်မာပြည်ကယဉ်ကျေးမှုတွေထိမ့်သိမ်းကြဖို့မိမနေကြပါနဲ့ဗျာအခုတော့အဲ့လိုမဟုတ်ပဲအမြင်မတော်လို့ဖုန်းထားမှန်းသိလျက်နဲ့မပေါ်တော်တွေဝစ်ပြီးလူကြီးမိဘတွေရှေ့မှာသွားလာနေကြတာအာမနာလို့ပြောနေတာတော့မဟုတ်ပါဘူးပညာပေးဒီလေးတစ်ပုဒ်ဖြစ်ပါတယ်အခုတော့မှာလိုက်ပြသည်ဆယ်တန်းအောင်ဝဲရပြီးအတိမရှိရင်တော့အစင်းလာပြီးဝင်းမဝတဲ့ကြည်ရည်လိုရတယ်လို့အဲ့တော့ကျွန်တော်ဒီတစ်ချိန်လေးနားတော်တာပန်းစင်ပြီးကျွန်တော်ရဲ့အမှားများညီမများပြုပြင်နိုင်မှုအတွက်ပညာပေးဒီလေးတစ်ပုဒ်